ငါပါမိတ်ဆွေတို့ရေကိုယ့်ရဲ့လက်ကိုကြည့်ပြီးတော့လေကျမ်းမာရေးစိတ်နေစိတ်ထားကံကြမ္မာဒီတော့ဘာတွေပြောပြနေလဲဆိုတာသိချင်ဘူးလားဒီနေ့တော့လေလက်သေးနဲ့လက်ပွေတွေထဲမှာဟွတ်ထားတဲ့အဲ့ဒီလိုလျှို့ဝှက်ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ကဲအခုချက်ချင်းပဲလင်ကိုယ့်ရဲ့လက်ကိုတစ်ချက်လောက်တေချာစိုက်ကြည့်လိုက်ပါဟုတ်ပြီအဲ့ဒီလက်တွေကလေကိုအချောင်းကိုဘလို့လိုဝက်ချက်တွေဖော်ထုတ်ပေးနိုင်မလဲဆိုတာစပြီးကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်လူတစ်ယောက်ရဲ့လက်ဆိုတော့လေကိုယ်ပိုင်မြေပုံတစ်ခုနဲ့တူနေတာပါကျမရဲ့အခြေအနေတွေအတွင်းစိတ်ထဲကခန်းစားချက်တွေကိုဖော်ပြနေတဲ့တဲလွန်စားတွေအဖြစ်နေပေါ့ဆိုတော့ဒီမြေပုံကိုဖတ်တဲ့အခါမှာကျွန်တော်တို့ရင်စုံလက်သေးတွေပုံကမြင်တာတဲ့အချက်ပြမှုတွေကိုလေ့လာမယ်ပြီးတော့မှလက်ပွေတွေထဲမှာဝှစ်ထားတဲ့ပိုပြီးနဲ့တဲ့ကုတ်တီကိုစစ်ပြီးတော့အဓိပ္ပာယ်ဖော်ကြည့်ကြမယ်ကဲဟုတ်ပြီကျွန်တော်တို့ရဲ့မြေပုံစူးစမ်းရေးခေတ်ကိုလက်သေးတွေကနေဆက်လိုက်ကြရအောင်အံ့ဩဖို့ကောင်းတာလေလူတစ်ယောက်ရဲ့လက်သေးပုံသွဲတာလေးတစ်ခုတည်းကတော့သူတို့ရဲ့ CI လက်ထနာအကြောင်းကိုအများကြီးပြောပြနေနိုင်တယ်ဆိုတာပါပဲဥပမာပေါ့နော်လက်သေးရှည်တဲ့သူတွေကိုကြည့်လိုက်ရင်သူတို့ကစိတ်ကူးရင်တတ်တယ်နည်းနည်းလေးအမှုပညာဘက်ကိုပိုအားတန်ကြတာမျိုးတွေ့ရတတ်တယ်ဒါပေမဲ့ကျမရေးဘက်မှာတော့အသက်ရှူလန်းတောက်ကိုနည်းနည်းလေးဂယုစိုက်တဲ့တယ်လို့ဆိုပါတယ်တစ်ဖက်မှာကျတော့လက်သေးတူတူလေးတွေနဲ့လူတွေကလေတူတူလေးလက်တွေ့ကြပြီးညံတက်မြတ်ကြတယ်ဒါပေမဲ့အားနည်းချက်ကတော့စိတ်နည်းနည်းမြန်တတ်စိတ်တူလွယ်တတ်တဲ့သဘောလေးတော့ရှိနိုင်ပါတယ်နောက်တစ်မျိုးကလေးတောင်ပုံစံလက်သေးပိုင်းရှင်နေသူတို့ကတော့တကယ်ကိုတည်ငြိမ်ပြီးအားကိုးလို့ရတဲ့သူတွေပါစီကန်းကိုတန်ဖိုးထားတဲ့တာဝန်ယူစိတ်အပြည့်ရှိတယ်အဲ့ဒါကြောင့်ပဲလူတိုင်းကသူတို့ကိုယုံကြည်အားကိုးကြတာပေါ့ဟုတ်ပြီလက်သေးရဲ့ပုံသဏ္ဍာန်အဖြစ်နောက်ထပ်အမတန်အရေးကြီးတဲ့ချက်တစ်ခုရှိသေးတယ်အဲ့ဒါကတော့လက်သေးရဲ့အယောင်ပါပဲဒါကလေဖြစ်တွင်းပေါက်တစ်ခုလိုပဲကျွန်တော်တို့ရဲ့လက်ရှိကျမ်းမာရေးအခြေအနေကိုတိုက်ရိုက်ချောင်းကြည့်လို့ရတဲ့နေရာတစ်ခုပါဆိုတော့ကိုလက်သေးလေးကပန်းရောင်သားနေတယ်ဆိုရင်တော့ဒါကကျမ်းမာရေးကောင်းပြီးစိတ်သက်တက်ကြွနေတယ်ဆိုတဲ့လက္ခဏာပါအယောင်ကဖြူဖြော့ဖြော့ဖြစ်နေရင်တော့သွေးအားနည်းနေနိုင်တဲ့ယူဆိုင်ဖို့လိုပြီပေါ့လက်သေးကအရန်နေရဲနေရင်တော့သွေးတို့ကိုတတိပြုရမယ်နောက်ဆုံးတစ်ခုကအဖျားရောင်ဘက်ကိုတားနေရင်တော့ဒါကသွေးလက်ဘက်မှာမကောင်းဘူးဆိုတာကိုပြနေတာဖြစ်နိုင်ပါတယ်အော်ပြီးတော့လေလက်သေးပုံကအထူးဆက်လေးတဲ့ဒါနဲ့ပတ်သက်ပြီးကြားဘူးကြမှာပါလူကြီးတွေကတော့အဝိစားသိရမယ်ပိဿဝေတော့မယ်ဆိုပြီးကံကောင်းခြင်းရဲ့လက္ခဏာလို့ပြောကြရဲ့လေဒါပေမဲ့တကယ်တော့ဒါဟာခန္ဓာကိုယ်မှာအာဟာရတစ်ခုခုချိုးတယ်နေတယ်ဆိုရင်အချက်ပြဖို့တစ်ခုသာဖြစ်ပါတယ်တဲ့နောက်တစ်ခုကလက်သေးရဲကလက်ခမ်းပုံဖြူရောင်နေရလေအဲ့ဒါကိုလူနူလာလို့ခေါ်ပါတယ်ဒါကဘာကိုပြလဲဆိုတော့ကိုခံစွမ်းကဘယ်လောက်ကောင်းလဲဆိုတာကိုပြတာပါတယ်ဒီလက်ခမ်းလေးကရှင်းရှင်းလင်းလင်းနဲ့ထင်းထင်းရှားရှားရှိနေရင်ကျန်းပါတယ်လုံငါကိုမမြင်ရပဲပျောက်နေတယ်ဆိုရင်တော့ခန္ဓာကိုယ်ကအနားယူဖို့လိုအပ်နေပြီနော်ဆိုတဲ့သတိပေးချက်တစ်ခုပါပဲကဲလက်သေးတွေကတော့အချိန်နဲ့အမျှပြောင်းလဲလိုက်တယ်ပေါ့ဗျာဒါပေမဲ့အခုကျွန်တော်လေ့လာမယ့်ຢာကတော့မွေးကလေးကပါလာပြီးဘဲတော့မှမပြောင်းလဲသွားတဲ့အမတ်အသားတွေဟုတ်ပါတယ်လက်ဖွေးတွေအကြောင်းပါပဲပထမဆုံးတစ်မျိုးကတော့ဆက်ဝိုင်းပွေပါကိုလက်မှာဆက်ဝိုင်းပွေရှိလားတစ်ချက်ကြည့်လိုက်နော်ဒီလိုလက်ပွေပိုင်ရှင်တွေကလေကိုယုံကြည်မှုပြည့်ရှိတယ်လွတ်လပ်မှုကိုမျက်နှိုးတဲ့ခေါင်းဆောင်စတိုင်မျိုးတွေပေါ့အသေးစိတ်ကိုသေးသေးချာချာဂရုစိုက်တတ်ပေမဲ့တခါလေကျတော့လေကိုထင်မြင်ချက်ကိုပဲအတီးပြုတ်ချင်တဲ့ဘက်ကိုနည်းနည်းလေးရောက်သွားတတ်ပါတယ်နောက်တစ်မျိုးကတော့ line ပွေပါဒါကတော့လူအများစုမှာတွေ့ရတဲ့ပုံစံပေါ့သူတို့ကတော့ပေါင်းငင်းဆက်ဆံရေးသူတို့လေးကောင်းကြတယ်ပဝင်းချင်းအသေးဒီမှာအလွယ်တကူအထိုင်ကြပြီးလူတွေနဲ့တဟဆသားဖြစ်အောင်နေနိုင်ကြတယ်ဒါပေမဲ့သူတို့ရဲ့အားနည်းချက်လေးတစ်ခုကတော့သူများပြောတာကိုယုံလွယ်တယ်လွမ်းမို့မှုကိုခံရလွယ်တာပါပဲတောင်ခုံးလေးတွေလိုပုံစံရှိတဲ့တောင်ခုံးပွဲပိုင်ရှင်တွေကြတော့လေတကယ့်ကိုလက်တွေ့ကြတယ်ရိုးသားတယ်သူတို့တဲ့အရေးကြီးဆုံးကတည်ငြိမ်မှုနဲ့ရိုးရအစင်ရလာတွေပဲအဲ့ဒါကြောင့်လဲသူတို့ကအပြောင်းလဲကြီးကြီးမားမားလို့ရမှာကိုတော့သိပြီးတော့သဘောမကျတတ်ကြပါဘူးကဲအခုကျွန်တော်တို့ပြောမယ့်အပိုင်းကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကိုရောက်လာပါပြီဒါကတော့လေအလွန်ရှားပါပြီးကံအကောင်းဆုံးလို့သတ်မှတ်ကြတဲ့အမှတ်အသားတစ်ခုအကြောင်းပဲဖြစ်ပါတယ်အဲ့ဒီအမှတ်သားကဘာလဲဆိုတော့လက်သွချေပေါ်မှာရှိတဲ့ဆက်ဝိုင်းပွဲပါပဲဟုတ်ပါပဲဒါဟာတာမန်လူတွေနဲ့မတူတဲ့ထူးခြားတဲ့ဘောကလမ်းကြောင်းကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့တော်တော်လေးအားကောင်းတဲ့အချက်ပြမှုတစ်ခုပါပဲဆိုတော့ဒီအမှတ်သားရှိရင်ဘာတွေဖြစ်နိုင်လဲအံ့ဩစရာကောင်းတဲ့အလားအလာတွေအများကြီးကိုညွှန်ပြနေတော့ကိုပိုင်တီထွန်းဖန်တီးနိုင်စွမ်းကနေငွေကြေးအောင်မြင်မှုတွေရနိုင်တယ်လူအများရဲ့အတိအမှတ်ပြုမှုနာမည်ကြိုကြားမှုကိုပါရရှိနိုင်ခြေရှိတယ်။ကန်တရားကလည်းသူတို့ဘက်မှာအမြဲရှိနေတတ်တယ်လို့ဆိုကြပါတယ်။ပို့ပြီးတော့ထူးခြားတာကဘာလဲဆိုတော့ဒီအမဟာသားဟာလေလက်တစ်ဖက်ထဲမှာမဟုတ်ပဲလက်နှစ်ဖက်လုံးရဲ့လက်သူကျွယ်ဒီပေါ်မှာရှိနေမယ်ဆိုရင်အဲ့ဒီလိုအောင်မြင်မှုမျိုးရဖို့အလားအလာကအစားပေါင်းများစွာပို့ပြီးတော့အားကောင်းလာလေလို့ယူဆကြပါတယ်။ဒါပေမဲ့နော်ဒီနေရာမှာတတိပြုရမယ့်အရေးကြီးတဲ့အချက်တစ်ခုတော့ရှိပါတယ်။
ဒီလိုကောင်းမွန်တဲ့လက္ခဏာတွေအပြည့်အဝအကျိုးပေးဖို့အတွက်ကတော့အဲ့ဒီလက်ဖွေရာကြည်ကြည်လေးလေးနဲ့ဘာအပြက်စီးအပြက်တောင်မှမရှိနေဖို့တော့လိုအပ်ပါတယ်တဲ့ အဲ့ဒါကြောင့်နောက်ဆုံးအနေနဲ့အကြံပေးချင်တာရှိကလို့ကရောလေကိုယ့်ရဲ့လက်ကပေးနေတဲ့ဒီလိုအချက်ပြမှုတွေကိုအမှန်တိုင်းသိနိုင်ဖို့လက်သေးတွေကိုသဘာဝအတိုင်းပဲထားတာအကောင်းဆုံးပါပဲဘာလို့လဲဆိုတော့လက်သေးတူတဲ့တတ်ထားမယ်ဆိုရင်ဒီလိုအရေးကြီးတဲ့လက္ခဏာတွေကိုဖုံးကွယ်ထားသလိုဖြစ်သွားနိုင်လို့ပါပဲ ကဲအခုကိုယ့်ရဲ့လက်တွေကိုနောက်တစ်ခါလောက်တိချပြန်ကြည့်လိုက်ပါဒီနေ့ကျွန်တော်တို့လေ့လာခဲ့တာတွေထဲမှာဘယ်ချက်ကကိုယ့်အတွက်အမှန်ကန်ဆုံးလို့ထင်ပါတယ်လဲကိုယ့်ရဲ့လက်တွေဟာကိုယ့်ရဲ့ကိုယ်ပိုင်လမ်းညွှန်မိပုံတစ်ခုဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့ဒီနေ့ဒီကြားရတွေကိုစိတ်ဝင်စားစွာနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်